မဲမထည့်ရင်ဖမ်းလို့ရတယ်ဆိုတဲ့ဥပဒေမရှိပါဘူးမဲမထည့်တာဟာလူတိုင်းရဲ့အခွင့်အရေးပါမဲထည့်ခွင့်ရှိတယ်လို့မဲမထည့်ခွင့်လည်းရှိပါတယ်အဲ့ဒါကြောင့်မဲမထည့်ရင်ဖမ်းမယ်ဆိုတာဟာဥပဒေနဲ့လုံးဝမညီတဲ့ပြောဆိုချက်ဖြစ်ပါတယ်မဲမထည့်လို့လူတွေကိုလိုက်ဖမ်းတယ်ဆိုတာမျိုးဟာရွေးကောက်ပွဲစီစဉ်တဲ့သူတွေအတွက်ရှက်စရာအကောင်းဆုံးနာမည်အပြတ်ဆုံးမဲမထည့်တဲ့သူကိုဖမ်းချုပ်မယ်လို့ပြောနေတာကမဲမထည့်ပဲနေမှာဆိုလို့ပြောနေတာပါမဲမထည့်တဲ့သူတွေကိုလိုက်ဖမ်းနေလို့သူတို့အတွက်ဘာအကျိုးရှိမလဲလူများကကြောက်လို့မဲပေးကြရမှာပဲတဲ့တကယ်တော့အဲ့ဒါဟာမဲမထည့်ပဲနေမှာဆိုလို့ချိန်ချောက်နေတာပါရွေးကောက်ပွဲမဲမထည့်တဲ့လူကိုဖမ်းဆီးတဲ့အဖြစ်အပျက်မျိုးတိတ်များများဆာဆာဖြစ်လာလိမ့်မယ်လို့မထင်ပါဘူးဘာကြောင့်များများဆာဆာဖြစ်လာမှာမဟုတ်တယ်လဲဆိုတာကိုရှင်းပြပါမယ်ရွေးကောက်ပွဲမဲထည့်တဲ့သူမဲမထည့်တဲ့သူကိုခွဲခြားပြီးတော့သိနိုင်တဲ့အချိန်ဟာမဲယုံပိတ်ပြီးမှသိနိုင်တာပါသူတို့ကမဲမထည့်တဲ့သူကိုဖမ်းချုပ်မယ်လို့ပြောနေတာကမဲမထည့်ပဲနေမှာဆိုလို့ပြောနေတာပါဒါပေမဲ့မဲယုံမပိတ်မချင်းမှာမဲထည့်သလားမထည့်သလားဆိုတာကိုခွဲခြားမရသေးတဲ့အတွက်မဲမထည့်တာကိုအကြောင်းပြုပြီးတော့ဖမ်းဖို့အလွန်ခက်ပါတယ်ညနေမဲယုံပိတ်ခါနီးမှာမဲထည့်တာလည်းဖြစ်ချင်းဖြစ်နိုင်ပါသေးတယ်အဲ့တော့ညနေမဲယုံပိတ်တဲ့အထိစောင့်ကြည့်ပြီးတော့မဲယုံပိတ်တဲ့အထိမဲမပေးတဲ့သူတွေကိုလိုက်ဖမ်းမှာပါလားအဲ့ဒီအချိန်ကျမှမဲမထည့်တဲ့သူတွေကိုလိုက်ဖမ်းနေလို့သူတို့အတွက်ဘာအကျိုးရှိမလဲရွေးကောက်ပွဲကြီးမြုပ်ဒုက္ခဖြစ်အောင်မှတပါးနာမည်ပြည့်အောင်မှတပါးသူတို့အတွက်ဘာမှအကျိုးများကြမရှိတော့ပါဘူးအဲ့ဒါကြောင့်မဲယုံပိတ်ပြီးမှလိုက်ဖမ်းတာမျိုးကိုသူတို့လုပ်မှာမဟုတ်ပါဘူးမဲမထည့်လို့လူတွေကိုလိုက်ဖမ်းတယ်ဆိုတာမျိုးဟာရွေးကောက်ပွဲစီစဉ်တဲ့သူတွေအတွက်ရှက်စရာအကောင်းဆုံးနာမည်အပြတ်ဆုံးအဖြစ်ပြက်မျိုးပါအဲ့ဒီအဖြစ်ပြက်မျိုးကိုသူတို့စေအုပ်စုဟာတတ်နိုင်တယ်လို့ရှောင်ရှားခြင်းနဲ့ဆန္ဒရှိကြမှာပါနောက်တစ်ချက်ကမဲမထည့်ရင်ဖမ်းလို့ရတယ်ဆိုတဲ့ဥပဒေမရှိပါဘူးမဲမထည့်တာဟာလူတိုင်းရဲ့အခွင့်အရေးပါမဲထည့်ခွင့်ရှိတယ်လို့မဲမထည့်ခွင့်လည်းရှိပါတယ်အဲ့ဒါကြောင့်မဲမထည့်ရင်ဖမ်းမယ်ဆိုတာဟာဥပဒေနဲ့လုံးဝမညီတဲ့ပြောဆိုချက်ဖြစ်ပါတယ်ဒီစေအုပ်စုဟာဥပဒေနဲ့ညီမညီသူတို့ဖမ်းကျင်ရင်ဖမ်းနေတာပဲမဟုတ်လားလို့တချို့ကပြောကြပါလိမ့်မယ်အဲ့ဒါမှန်ပါတယ်ဥပဒေနဲ့မညီလဲသူတို့ဖမ်းကျင်ရင်ဖမ်းတာပါပဲဥပဒေနဲ့ညီရင်လဲသူတို့ဖမ်းကျင်လို့ရှိရင်ဖမ်းတာပါပဲဒါပေမဲ့အခုဟာကဖမ်းလို့လဲသူတို့အတွက်အကျိုးမရှိနိုင်တဲ့အခြေအနေပါမဲမထည့်လို့ဖမ်းတယ်ဆိုတဲ့သတင်းတွေတက်လာရင်သူတို့တော်တော်ကြီးအဆက်ကွဲပါပြီအဲ့ဒါကြောင့်ဖမ်းဖို့အကြောင်းတော်တော်နည်းပါတယ်မကျေနပ်လွန်းလို့အမြင်ကပ်လွန်းလို့ဖမ်းခဲ့လို့ရှိရင်လဲအဲ့ဒါမျိုးကနည်းနည်းပါးပါးပဲရှိပါလိမ့်မယ်မဲမထည့်တာဟာအကြောင်းမျိုးမျိုးရှိနိုင်ပါတယ်မဲထည့်မဲ့နေ့ကြမှာကျမ်းမာရေးမကောင်းလို့မဲယုံကိုမသွားနိုင်လို့မထည့်ရတာမျိုးဖြစ်နိုင်ပါတယ်အဲ့ဒါကိုဘာပုံမှန်နဲ့မှဖမ်းဆီးလို့မရပါဘူးမဲထည့်မဲ့နေ့မှာကိုပုတ်ကလိကအရေးပေါ်ကိစ္စပေါ်လာလို့မဲမထည့်နိုင်တာမျိုးလည်းရှိနိုင်ပါတယ်အဲ့ဒါကိုဘာပုံမှန်နဲ့မှဖမ်းဆီးလို့မရပါဘူးဘယ်ပါတီကိုမှကိုမကြိုက်လို့မဲမထည့်တာမျိုးလည်းဖြစ်နိုင်ပါတယ်အဲ့ဒါကိုလည်းဘာပုံမှန်နဲ့မှဖမ်းဆီးလို့မရပါဘူးနောက်တစ်ခုကလုံခြုံရေးရဆိုရင်လို့ဘုံပေါက်မှာစိုးရင်လို့တနက်နဲ့ပြစ်ခတ်တာမျိုးလုံမှာစိုးရင်လို့မဲသွားမထည့်တာမျိုးလည်းဖြစ်နိုင်ပါသေးတယ်အဲ့ဒါကိုလည်းဘာပုံမှန်နဲ့မှဖမ်းဆီးလို့မရပါဘူးနောက်တစ်ချက်ကတော့တရက်ကွက်လုံးကတဏီကုံမှာမဲယုံကိုမသွားဘဲနေပြီးတော့မဲယုံပိတ်ခါနေကြမှာတရက်ကွက်လုံးမဲယုံကိုစုပြုံပြီးတော့သွားလို့လည်းရပါတယ်အဲ့ဒါဆိုရင်မဲယုံပိတ်ခါနေမှာအဲ့ဒီလူတွေကိုစုပြုံပြီးတော့မဲထည့်ခိုင်းဖို့အားလုံးလူကုန်အောင်မဲထည့်ခိုင်းဖို့ဆိုတာတိတ်ခတ်သွားပါပြီမဲယုံကိုတတ်မှတ်ချိန်ထက်အများကြီးကြော်လွန်ပြီးတော့ဖွင့်လာဟာလဲဥပဒေအရတရားမဝင်ပါဘူးအဲ့ဒါကတော့မဲပေးတဲ့စနစ်ကိုအနှောက်အယှက်ပေးနိုင်တဲ့နည်းပါအဲ့လိုနည်းတွေနဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်လို့ရပါတယ်ဒါတွေဟာအန်တီရဲ့အ ਨੇ ဆုံးနှောက်ယှက်တဲ့နည်းတွေပါဒါပေမဲ့အဲ့ဒီနည်းတွေဟာရွေးကောက်ပွဲကိုအကြီးကျယ်အနှောက်ယှက်ဖြစ်အောင်တိတ်ခါကြအောင်စန့်ကျင်ကန့်ကွက်တဲ့နည်းတွေသာဖြစ်ပါတယ်အဲ့ဒီနည်းတွေကိုသုံးလို့လဲရွေးကောက်ပွဲလုံးဝပြတ်သွားလိမ့်မယ်လို့တော့မထင်ပါဘူးဘာကြောင့်လဲဆိုတော့ဘယ်သူမဲထည့်မထည့်မဲထည့်ပါတယ်လို့လိန်ပြောပြီးတော့သူတို့လိုချင်တဲ့ရလဒ်ကိုစေအုပ်စုကကြေညာဖို့ပြင်ဆင်ပြီးသားဖြစ်နေတယ်လို့ယူဆလို့ပါအခုချိန်မှာရွေးကောက်ပွဲကိုလုံးဝပြည့်အောင်ဖျက်ဖို့အတွက်ကနောက်ကျသွားပြီလို့ပဲထင်ပါတယ်